ဟုတ်ကျွန်မနာမည်တော့ကြူထေးပါရှင်ကျွန်မကြောက်ဆယ်မျိုးအင်းမြကြီးလေးရက်ကွက်မှာနေပါတယ်ရှင်ဒီစင်တာဒီတဲကိုဖွင့်ပြီးတော့ဒီလိုလေးဖွင့်ပြီးဒီမှာဖွင့်တာနဲ့ဒီအလေးတောင်ပြတ်သွားပြီဖွင့်ပြီးတော့ဒီတဲကိုရေးထည့်တာလေအဲ့လိုလေးရေးထည့်ပြီးတော့မှဒီပိုက်ကနေမှစင်ဒီကနေမှစင်ရေကိုထည့်ပြီးတော့သုံးတာပေါ့နော်ဒီကနေမှဒီလိုအဲ့လိုလေးလုပ်ပြီးသုံးလိုက်တာဒီမျက်နှာသေးလေးနဲ့ဒီတပတ်လေးဒါခြုံတပတ်လေးပေါ့နော်ဒီဆောင်လေးနဲ့ဒါလည်းအကုန်သုံးပြီးပြီသုံးပြီးဟိုတနေ့အဲ့ပြက်ခရီတောင်ယူသွားလိုက်တော့ယူပြီးသုံးပြီးဒီကလေးကလည်းညကိုအခွက်တော့တိတ်ပေါ့မီးကမပြတ်ဘူးမီးမပြတ်ဘူးပေါ့နော်မီးဝါလေးဒါလေးတွေကဖွင့်ပြီးတော့ဒီလိုသုံးတယ်လေဒီလိုလေးသုံးတယ်အားသွင်းတယ်အဲ့လိုမျိုးတော်ဝါမလို့ရင်လည်းခုနဗါတယ်သူတို့ပြောလိုက်တာတော့တခါပြန်ပြီးတော့မသုံးပြရင်လည်းတခါသွင်းထားအောင်လို့အဲ့လိုလေးတော့ပြောတယ်ဟုတ်ပြောတယ်လေသုံးတယ်ပြီးတော့ဒီတစ်ရှူးလေးတွေပေါ့ဒီဆက်ပြလေးတွေသုံးတာလည်းအဆင်ပြေတယ်ကောပြီးတော့ဒီသွားလိုက်တန်းဒီသွားလိုက်ဆေးတွေလည်းသုံးတယ်အကုန်လုံးအများကြီးပါသူတို့ကျမတို့ဒီပေးလိုက်တဲ့ဟာတွေကပြီးတော့ဒီဒါလေးဆိုရင်ဒါကိုအမျိုးသားသုံးတာသူတော်တော်ကောင်းတယ်လို့ပြောတယ်နော်ဒီမုတ်စိရိတ်တားလေးတဲ့ပြောတာပေါ့နော်ဘာဖြစ်လို့အိမ်သုံးပစ္စည်းအကုန်လေသူကလိုတာယောက်ျားလေးသုံးမိန်းကလေးသုံးလေနော်အကုန်လုံးကိုသူထည့်ထားတယ်ဘုမလင်းလင်းပြောရင်မိန်းကလေးဒီဟိုအတွင်းငံလေးတွေကလေအမားနဲ့ဆိုအတော်ပဲကိုနဲ့တိုင်ထားတယ်လို့ပဲအကုန်ကောင်းပါတယ်ပစ္စည်းတွေကကြည့်လိုက်တော့သုံးဆောင်ပစ္စည်းတွေတော်တော်ကိုအည်သွေးမြင့်တယ်ဒီတပတ်လေးဆိုလို့ရှိရင်ကိုယ်တိုင်သုံးတာပဲဟိုလိုဆိုရင်မပြောဘူးပေါ့နော်စချင်းတော့ကတော့ကျမအမြင်ကတော့အမွှေးရမ်းထွက်မလားပေါ့နော်မထွက်ဘူးဒီမျက်နှာကိုအမွှေးကြံရင်မလားပေါ့နော်မကြံရင်ဘူးဒီဟာလေးကောင်းတယ်ဒီလေးကိုယ်တိုင်သုံးလိုက်တာဒါလေးတွေကျေးဇူးတင်ပါတယ်အားလုံးချက်ချင်းဒီလိုဆောင်ရွက်ပေးတဲ့သူတွေကိုပေါ့နော်ကျမအမှန်တိုင်းပြောရင်ကျမရေးကောင်းပို့ပြီးကျမရေးကောင်းကြပါစေပေါ့နော်စားတဲ့ပို့ပြီးထမ်းရွက်နိုင်ပါစေပေါ့နော်ကျမတို့ရရှိတဲ့သူတွေလည်းအများကြီးပီတိဖြစ်ပါတယ်နော်ပီတိဖြစ်တယ်ရှင့်